ကဲအဲ့ဒီတော့ပုံချမ်းအစင်နေမှာ A4 စာအုပ်လောက်ပဲလိုမယ်เนาะကဲအဲ့ဒီတော့ပြီးသွားပြီဆိုရင်အမတို့က line ပန်ထပ်တဲ့အစင်ပြီးသွားပြီဆိုတဲ့အခါကျတော့အမတို့ကအယောင်တွေခြေရတော့မယ်အယောင်တွေခြေရတော့မယ်ဆိုရင်ဒီမှာအမတို့ဘာတွေသုံးလဲဆိုတော့ color pencil နဲ့မာကာနဲ့သုံးမယ်เนาะcolor pencil ဆိုရင်အမဒီမှာလေ water color pencil ကိုအမဝယ်ထားရဲ့တိလားအမမာကာကြတော့မှမြင်ရလားမသိဘူးအမ Faber Castell လို့ရေးထားတယ်တိလားဒါဒီဟာရဲ့ဘူးကိုမရှိတော့ဒါကကြတော့ဒလီတစ်စိတ်ဒါအမသိဘူးရှော့ဈေးနဲ့အမရထားတာဒါ82ချောင်း3000နဲ့လားမသိဘူးရတယ်မှာဒါကကြတော့ခဲဝါတွေမရှိတော့ဘူးကိုမရှိတော့အမဘူးကိုပြစရာမရှိဘူးเนาะဒါကကြတော့ Faber Castell မှာလည်းအမဒီမှာ water color ဆိုတဲ့ဟာလေးမြင်ရလားမသိဘူး water color ကိုဝယ်တယ်သူကလေဘုလို့ဟာဒီမှာလေသူကလေဒီလား classic color ဆိုပြီးတော့အဲ့ဒါလည်းထွက်တယ်သိလားဒါပေမဲ့အမက water color ကိုပို့ကြိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ water color ဆိုတဲ့အတွက်ကြောင့်အမတို့ကမာကာကင်နေဆိုရင်မာကာကကြတော့အယောင်ရွှဲရွှဲလေးမှတ်လားအဲ့ဒီတော့ဒီလိုမျိုးဟို color pencil တွေကိုအယောင်လေးပို့ပြီးတော့အဆင်ပြေစေတယ်လို့အမကထင်တာမို့လို့ပေါ့နော်ဒါကတော့အမရဲ့အမြင်ပါသူများကတော့ classic color ကြီးလည်းသုံးကြတာရှိတယ်ဒါပေမဲ့အမဒီဟာကိုတိတ်မကြိုက်ဘူးအမမှာ water color အမဲရောင်ကုန်သွားတာလေကုန်သွားတော့အဲ့ဒါနှမ်းမှာ classic color ပဲရတယ်ဆိုလို့ရတာယူလိုက်ရတာတောက်ကြီးဖြစ်နေတယ်လို့ခံစားရတယ်အဲ့တော့အမ water color pencil ဝယ်ပါတယ်အဲ့တော့ water color pencil လိုမယ်ဒါ82ချောင်းလောက်ကြီးတော့မလိုဘူးတိလား beginner တွေဆွဲမယ်ဆိုလို့ရှိရင်12ချောင်းဒါမှမဟုတ်24ချောင်းဆိုရင်အဆင်ပြေတယ်ဒီမှာကြည့်မဝယ်တာဘယ်လောက်24ချောင်းလားဘယ်နှချောင်းလဲ32မှာဘယ်နှချောင်းလဲမမှတ်မိတော့ဒါတွေဝယ်ချထားတာအဲ့တော့ဒီမှာအရှိကြီးရှိတဲ့ဟာတွေတောင်ရှိသေးတယ်တွေ့လားနော်အဲ့ဒီတော့ကိုယ့်ဟာကိုယ့်ရဲ့ budget အနေထားနဲ့ညှိပြီးတော့ကြီးကြပ်ပြီးတော့ဝယ်ပါနော်အဲ့ဒါပြီးတော့ဒါ color pencil ပြီးသွား color pencil ပြီးတော့ marker fine color ရှိမယ်မှာ22ရောင်ရှိတဲ့ဟာကိုဝယ်ထားတာပေါ့နော်အဲဒီ fine color ကတော့ဆွဲရတာအဆင်ပြေလို့เนาะအမဒီတိုင်းထုတ်လိုက်ကလေးထုတ်လိုက်ဟိုနောက်သွားဆွဲလိုက်ဒီနောက်ဆွဲလိုက်ထုတ်ကလေးနဲ့เนาะအဲ့ဒါသူတို့ကကြတော့ marker ဆိုတော့ဒီဘက်တစ်ဖက်ပါတယ်နှစ်ဖက်ပါတယ်တဲ့လားဒီမှာဒီဘက်ကတစ်ဖက်ဒီဘက်မှာအပြားကြီးတစ်ဖက်အဲ့ဒါပါတယ်နှစ်ဖက်ပါတယ် fine color ရေ fine color 82ချောင်းဘောနော်တကယ် beginner တွေဟိုဝါသနာပါတလောက်ပဲဆွဲမယ်ဆိုလို့ရှိရင်36ချောင်းလောက်ဆိုရင်တော့ရရတယ်တိလားဒီမှာပြီးတော့ဒီမှာ touch new ဆိုပြီးတော့ touch တွေလည်းတစ်စိတ်ကထွက်တယ်ဒါလား touch တွေက touch new ဆိုပြီးထွက်တာရှိတယ် touch တွေမှာဆို touch match ရှိတယ် touch new ရှိတယ်ပြီးတော့ပါတယ် touch river ဆိုပြီးရှိတယ်ပြီးတော့ touch 3ဆိုပြီးတော့လည်းမသိရှိသေးတယ်အဲ့မှာ touch တွေနော်အမှ3ဆိုပြီးရှိရဒါလား touch တွေကအမျိုးမျိုးထွက်တယ်တိလားနော် beginner တွေပုံစံဆွဲမယ်ဆိုရင်တော့ဒီဟာလေးတွေနဲ့ဆွဲရင်လည်းအဆင်ပြေတယ်ပေါ့နော်ဒါပေမဲ့အမ fine color ဝယ်ပြီးကြတာဒီ touch တွေနဲ့တိတ်မဆွဲဖြစ်တော့ဘူးပေါ့နော်ပါတယ်တကယ်လို့မှ budget အနေထားအရဆွဲမယ်ဆိုလို့ရှိရင်ဟိုပါပေါ့နော်ဒီ touch တွေကိုအယောင်80နော်အဲ့လောက်ဆိုရင်လုံလောက်တယ်သိလားတချို့ဟာတွေဆိုရင်တချို့ color တွေဆိုရင်တော့အမမသုံးပြလို့ခြောက်သွားတယ်တောင်ရှိရနော်အဲ့တော့အဲ့လောက်ဆိုရင်လုံလောက်တယ် touch ကို80လောက်ဆိုရင်လုံလောက်တယ်ပြီးတော့ skin color ကတော့ fine နဲ့ရဝယ်ကိုဝင်ရမှာပေါ့နော် skin colorဒါမှဒါ16ခွန်နော်16ခွန် shading အတွက်ဒါ172ပုံမှန်ကာလာအတွက်172လိုမယ်ပေါ့နော် fine color ရဲ့အားသာချက်ကဘာလဲဆိုတော့ rough ရှိရပေါ့နော်ပြေးလာတယ်ပေါ့နော်ဒီမှာဒီလိုမျိုးမှတော့မှင်ကုံသွားပြီမလားမှင်ကုံသွားပြီဆိုလို့ရှိရင်ဒီလိုမျိုးလေး rough လေးနဲ့ဒီလိုလေးတို့ပြီးတော့ထည့်လိုက်ရင်ရပြီနော်အဲ့လိုမျိုး rough လေးတွေလာတယ်သူကအဲ့တော့ skin color ဝယ်လဲဆိုရင် rough ပါဝယ်ပေါ့နော်အသားရောင်တွေကခြေရများတော့လေ rough ပါ16ခွန်ရဲ့1ခွန်2ရဲ့1ခွန်2ရဲ့အဲ့တော့ rough တွေကတခါတည်းဝယ်ထားလိုက်အဲ့ဒီပါဝယ်လဲဆိုလို့ရှိရင်ကိုအတွက်ကလုံလောက်တယ်ပေါ့နော်ဒါပေမဲ့လေပုံတွေကအရန်ဆွဲလုံးအားကြီးကြီးတယ်ဆိုလို့ရှိရင်တော့လေထိတ်တွေဖွာကုန်တာသိလားဒီမှာထိတ်တွေကဒီမှာဖွာကုန်နော်ဟုတ်လားနော်လက်တစ်ပေးကုန်ဒါထိတ်တွေဖွာကုန်တတ်ပါတယ်အဲ့လိုတော့ရှိတယ်နော်သူကကြတော့လေဖြုတ်လို့မရဘူးဟိုဟူဆိုတဲ့မာကာရှိတယ်အဲ့မာကာဒီလိုကြီး tree ဆိုဖြုတ်လို့ရတယ်တက်လားဆွဲဖြုတ်ပြီးတော့သူကဒီလိုနှစ်ဖက်ပါတာအဲ့လိုနှစ်ဖက်ပါမရှိတော့မှရောင်းလိုက်ဟိုအဲ့ကဲအဲ့တော့ပေါ့နော်
fine color တဲ့က skin tone ကတော့ဝယ်ကိုဝယ်ရမယ်နော်။ဒါကြအဲ့လို sketch တွေကိုအမကပုံမှန်ရိုးရိုး A4 စာအုပ်တွေထဲမှာအမဆွဲလိုက်တယ်နော်။ body figure တွေလေ့ကျင့်ခြင်းလည်းလေ့ကျင့်ရအောင်လို့ဆိုပြီးတော့ဆွဲဘဏ္ဍအုပ်ပဲဆိုတော့သူကဈေးသက်သာရလေနော် A4 စာအုပ်ကကြတော့လုံသုံးရှိမှ2500လောက်ပဲရှိမှာပေါ့ A4 size နော်။ဒီဟာတွေကိုကြတော့အဲ့နဲ့ဆွဲတာဒီ double A နဲ့အမဆွဲလိုက်တယ်ပေါ့နော်။ဆွဲပြီးတော့အမဒီလိုမျိုးလေးတွေထည့်ထားတယ်ဆိုတော့ဒီနောက်ဖက်တွေပါလေးပေးလို့ရှိရင်ဟိုမှာမဖြစ်မှာဆိုလို့ဆိုပြီးတော့နော်အဲ့တော့အမဒီလိုမျိုးလေးတွေလောက်တယ်ရောင်နေပါလေချဲမှာအမဒီ A4 မှာဆွဲလိုက်တယ်ပေါ့နော်ကိုဘာလောက်ထိလေ့ကျင့်အောင်မလဲသလားတော့ဒီစာအုပ်တွေမှာလေးပုံချမ်းอ่ะလေအကြိုက်လေ့ကျင့်လို့ရတယ်ဟုတ်တယ်မလားနော်အဲ့တော့ budget တွေလဲ save ဖြစ်အောင်လို့အမကဒီဟာပေါ့နော် beginner တွေဆိုလို့ရှိရင်ပုံချမ်းတွေအရင်ဆွဲကြည့်မယ်ဆိုရင် A4 sketchbook နဲ့တွေလုံလောက်ပါတယ် A4 sketchbook ကိုဝင်တော့ဒီမှာဒီဟာနဲ့ဆိုဒီမှာဒါလုံးဝ A4 ဒါဆိုရင်ဒီမှာကြည့်တိုးနေရတွေ့လားနော်ဒါ A4 size မပြည့်ဘူးအဲ့တော့ A4 size အပြည့်အဝကိုဝယ်ပါရှာပြီးတော့နော် sketchbook တွေမှာပုံချမ်းတွေအရင်ဆွဲခြင်းဟာလဲဆို body figure တွေအင်းကြီးပုံချမ်းတွေပေါ့နော်အဲ့မျက်နှာမျက်လုံးသပင်ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးဟာတွေပုံချမ်းလေးတွေကိုအကြိုက်အရင်ဆွဲခြင်းဟုတ်ပြီလားเนาะအစားအုပ်ပေါ့နော်တစုတစည်းလေးဖြစ်သွားတာပေါ့ပြီးတော့မှအဲ့ဒီ A4 စာရွက်ကလေးနဲ့အဲ့ဒီအယောင်လေးချဲပြီးသွားလို့ရှိရင်ကိုကဟိုတိတတ်ထားဖို့ဆိုလို့ရှိရင်တော့ဒီလိုမျိုး clear file လားအဲ့လိုမျိုး file လေးတစ်ခုဝယ်လိုက်ပေါ့เนาะဝယ်ပြီးတော့ကိုကပုံလေးတွေထားထည့်ပေါ့เนาะဒီလိုမျိုးလေးတွေတက်ရက်ဖြစ်သွားတာပေါ့เนาะအဲ့ဒါဆိုရင်ဒီလောက်ရောပေါ့เนาะ